မင်္ဂလာပါ40 movie recaps ပရိသတ်ကြီးရဲ့ဒီနေ့မှာတော့2008ခုနှစ်ကထွက်ရှိခဲ့ပြီး Terra Nova ဆိုတဲ့ action thriller စကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်းစာမှာဂျီလင်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာလူသူကင်းမဲ့ပြီးရေခဲဖုံးရဲ့ကျွန်းကြီးတဲ့ကျွန်းပေါ်မှာတကူတဲ့ခက်ခဲရုန်းကန်နေရတာကိုတွေ့ရပါတယ်ရေခဲရေခန့်တဲ့ပြုတ်ချလိုက်အစာရေစငံမလို့တွေးကြရပန်းပွင့်ကိုခူးစားလိုက်နဲ့ဒုက္ခရောက်နေတဲ့သူဟာဒီအခြေအနေကိုဘယ်လိုရောက်လာတယ်လဲဆိုတာကိုပြန်ပြောင်းစဉ်းစားပါတော့တယ်တကယ်တော့ဂျီလင်ဟာလေချောင်းထိန်းကြီးမှုတွေရဲ့ပေါ်ဆာမှုကြောင့်လေရင်ပြတ်ချပြီးမိသားစုတစ်ခုလုံးဆုံးရှုံးခဲ့ရတဲ့လေရင်မောင်းဟောင်းတစ်ယောက်ပါအဲ့ဒီတော့ဒါကြောင့်တာဝန်ရှိသူ6ယောက်ကိုတက်ပြီးထည့်ပြီးထောင်တက်တဲ့ကျွန်းကြနေသူဖြစ်ပါတယ်တနေ့မှာတော့ထောင်ပိုင်ကြီးကသူ့လိုပဲအကျဉ်းသားတွေကိုခေါ်တွေ့ပြီးထောင်တွေမှာလူဦးရေအရင်ချက်နေတဲ့အတွက်သူတို့ကို Terra Nova လို့ခေါ်တဲ့စီမံကိန်းတစ်ခုစီပို့ဆောင်မဲ့အကြောင်းပြောပြပါရတယ်။အကျဉ်းသားတွေကိုတင်ဘော့တစ်စင်းနဲ့တင်ဖောင်လာခဲ့ပြီးလန်ခီမာရင် OBCN လို့ခေါ်တဲ့လူမိုက်ကောင်းဆောင်ကကြီးစိုးဖို့ကြိုးစားပါတယ်။တင်ဘော့ပေါ်မှာရုံရင်းဆန်ခတ်ထပြီးလူတပ်ပွဲတွေစထပါတော့တယ်။နောက်ဆုံးမှာတော့အဆောင်တွေကမျက်ရည်ယိုပုံခွဲပြီးထိမ့်သိမ့်လိုက်ရပါတယ်။သူတို့ရောက်သွားတာကတော့လူသူအရောက်အပေါက်မရှိလေကျွန်းပြဲကြီးတစ်ခုပါ။အဲ့ဒီမှာစီမံကိန်းတာဝန်ခံတွေကစီးခိုင်းတွေကိုရှင်းပြပါတယ်။သူတို့ဟာဒီကျွန်းပေါ်မှာကိုယ့်ဘာသာကိုရက်တီနေထိုင်ရမယ်။3လစာအစားအစာပေးထားမယ်။ဂျူရုကနေ24နာရီစောင့်ကြည့်နေမယ်။ပင်လယ်ထဲမှာမျောထားတဲ့ဆက်သွေးရေးဘော်ရတွေရှိပြီးလိုအပ်ရင်အဲ့ဒီကနေအကူအညီတောင်းနိုင်တယ်လို့စီမံကိန်းကထွက်ချင်းရင်လည်းပြောလို့ရတယ်။ဒါပေမဲ့ပြန်ထွက်ရင်ထောင်ပြန်ကြမှာပါ။အဆိုးဆုံးကတော့အဆောင်တွေမပြန်ခင်မှာအကျဉ်းသားတွေရဲ့လက်ထိပ်တော်တွေကိုတဲတောင်ပြင်ပေါ်ကျဲချပေးခဲ့တာပါပဲ။ဒါဟာလူသားချင်းစာနာစိတ်ကင်းမဲ့တဲ့စမ်းသပ်မှုတစ်ခုပါ။တော်လူပွဲကြီးထွေပွားပြီးလူအုပ်စုတွေကွဲသွားကြပါတယ်။ OBCN ဥဆောင်တဲ့လူမိုက်အုပ်စုကအားနည်းသူတွေကိုတပ်ဖြတ်ပြီးဖြစ်စည်းတွေအစားအစာတွေကိုတင်းတိုက်လိုက်ပါတယ်။ဂျီလင်ကတော့ဒီသွေးဆွမ်းနေတဲ့အုပ်စုတိုင်းမနေချင်တဲ့ကြောင့်ရီကာတချို့ယူပြီးတယောက်တည်းခွဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲကြွက်တွေကြိုက်လို့ပါလာတဲ့အစားအစာကုန်သွားပါတယ်။ဒီလိုနဲ့သူဟာစီပါဆိုတဲ့စိတ်မနှံတန်းလူတယောက်နဲ့သွားဆုံပါတယ်။စီပါကတော့ငရဲနဲ့ကောင်းငင်ပေါ်မှာနေရာပြည့်နေလို့သူတို့လိုလူတွေအတွက်ကြားနေရာတစ်ခုဖန်တီးထားတာလို့ယုံကြည်နေသူပါ။သူတို့နှစ်ယောက်ကျွန်းပိုက်ရည်နဲ့ကြောက်ဆောင်တွေကြားမှာပြက်ကြားနေတဲ့လေရင်ပြက်ကြီးတစ်စင်းကိုတွေ့လိုက်ရပါတယ်။လေရင်မောင်းထိတဲ့ဂျီလင်အတွက်တော့ဒါဟာဒီငရဲကျွန်းကနေလွတ်မြောက်ဖို့တခုတည်းမျိုးလင့်ကြပါတယ်။တစ်ဖက်မှာလည်း OBCN ဦးဆိုးတဲ့စခန်းမှာတော့တောဥပဒေအတိုင်းကျင့်သုံးနေကြပါတယ်။အခင်ထွက်လန်းလျှောက်ပြီးစခန်းပြန်ဝင်တဲ့အခါနောက်ဆုံးမှရောက်လာတဲ့သူကိုတတ်ပြီးအသားစားကြတဲ့အထိရက်ဆက်ကြမ်းကြုတ်လာပါတယ်။ဂျီလင်နဲ့စီပါတို့လည်းယာတီဥရုအတန်ကိုမခံနိုင်တော့လို့စခန်းကိုမီးသွေးခိုးဖို့ပြန်လာရကနေဖမ်းပြီးသွားကြပါတယ်။ဂျီလင်က OBCN ကိုလေရင်ပြက်အကြောင်းပြောပြပြီးအပေးအယူလုပ်ဖို့ကြိုးစားပေမဲ့ OBCN ကဂတိမတီပဲလူသက်ပွဲကိုဆက်ကျင်းပါတော့တယ်။နောက်ဆုံးမှာတော့တခြားအချင်းသားတွေတီးမခံနိုင်တော့ပဲပုံကန်ကြတော့ပါတော့တယ်။ OBCN အသက်ခံလိုက်ပြီးအာမူဘိတ်နဲ့အာဇန်နဖ်တို့ကခေါင်းဆောင်နေရာကိုရယူလိုက်ပါတယ်။ခေါင်းဆောင်တဲ့လက်ထက်မှာတော့လူသားအချင်းချင်းပြန်မသက်ကြတော့ပဲလေရင်ကိုပြင်ဆင်ပြီးထွက်ပြေးဖို့ကြိုးစားကြပါတယ်။စီမံကိန်းတာဝန်ခံတွေရောက်လာတဲ့အခါဂျီလန်ကသူတို့အဆင်ပြေနေတယ်လို့ဟန်ဆောင်ပြီးလေရင်အတွက်လိုအပ်တဲ့လောင်စာဆီကိုလဲကွက်သုံးပြီးတောင်းယူနိုင်ခဲ့ပါတယ်။အားလုံးအဆင်ပြေတော့မယ်လို့ထင်ထားချိန်မှာပဲအမေရိကန်အကျဉ်းသားအသစ်တွေထပ်ရောက်လာပါတယ်။အမေရိကန်အုပ်စုနဲ့မူလအုပ်စုကြားမှာချက်ချင်းဆိုသလိုစစ်ပွဲကြီးဖြစ်ပါတော့တယ်။အခြေအနေတွေထိမ့်သိမ့်မနိုင်တိမ့်မရဖြစ်သွားတာကိုမြင်လိုက်တဲ့စီမံကိန်းတာဝန်ရှိသူတွေက Code Naked Island ဆိုတဲ့အမိန့်ကိုပေးလိုက်ပါတယ်။အဲ့ဒါကတော့ကျွန်းပေါ်ကအကျဉ်းသားအားလုံးကိုတုတ်တင်ရှင်းလင်းပြဖို့ပါ။အဆောင်တွေကကျွန်းပေါ်ကိုဝင်စီးပြီးတွေးသမျှလူကိုပြစ်တက်နေတဲ့အချိန်မှာဂျီလင်စီပါနဲ့တခြားအပေါင်းအပိုင်းတချို့လေရင်စီကိုပြေးကြပါတယ်။လေရင်ဆက်နိုးပြီးထွက်ခွာခါနေမှာစီပါကလိုက်မသွားတော့ပဲတောင်ကုန်းပေါ်ကနေပင်လယ်ထဲခုန်ချပြီးသူ့ဘဝကိုအဆုံးစီရင်သွားပါတယ်။နောက်ဆုံးမှာတော့အဆောင်တွေရဲ့တနက်ကြီးဆန်မိုးရီကြားကနေဂျီလင်မောင်းနေတဲ့လေရင်ကြီးကကောင်းကင်ညံစီကိုပြန်တက်သွားပါတော့တယ်။အတူပါလာတဲ့တငယ်ချင်းနှစ်ယောက်တနက်ထီမှန်တေဆုံးသွားပေမဲ့ဂျီလင်ကတော့ဒီထွီးစွန်းနေတဲ့မြေကဘာတက်ဆိုတဲ့ Terra Nova ကနေလွတ်လပ်မှုစီကိုတကိုယ်တည်းပြန်တန်းသွားနိုင်ခဲ့ပါတော့တယ်။